ဒီနေ့ကတော့ကျွန်တော်ကတေးဝနေထိုင်မှုအားလုံးနဲ့လိုက်ဖက်မဲ့စမ်းဆောင်ရည်ပြေသွားတဲ့ HP ရဲ့ MV 360 series လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ body design က aluminum body သုံးမိထားဖြစ်တဲ့အတွက် street standard bike ကိုရရှိမှလည်းဖြစ်ပါတယ်360ချုပ်လို့ရတာဖြစ်တဲ့အတွက် tablet လိုမျိုးလိုပဲသုံးလား laptop လိုမျိုးပဲသုံးလားဒီလိုမျိုးရုပ်ရှင်ပဲကြည့်မလား processor ဘိုင်းဆိုလို့ရှိရင်လည်းပြင်ထဲကနေပြီးတော့နောက်ဆုံးထပ်ရှိထားတဲ့ alpha processor ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက် AI function ပေါင်းများစွာကိုအခါတဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ touch screen ကတော့ TV ဖြစ်တဲ့အတွက်အမှန်အားပိုင်းဆိုလို့ရှိရင်လည်းဇန်ခံ Gorilla Glass တွေသုံးပေးထားတာဖြစ်တဲ့အပြင် resolution ဘိုင်းဆိုလို့ရှိရင်လည်း 2.0K OLED panel ကိုသုံးပေးထားဖြစ်တဲ့အတွက်မျက်လုံးထိခိုက်မှာတွေအတွက်လည်းစိတ်ပူစရာမလိုတော့ပါဘူး။ဘုတ်ပြန်ကိုလည်း5 megapixel resolution ကိုမှ frame rate လုပ်လို့ရတဲ့အပြင် free and low power security ဘိုင်းကိုလည်းပို့စိတ်ချလို့ရပါတယ်။ဒါမှမဟုတ်သေးပဲအထူးကြောင့်တိုင်းရဲ့တက်ဖြစ်ခန္ဓာဖြစ်တဲ့အတွက် daily သုံးမဲ့ customer တွေအတွက်တော့ဝအဆင်ပြေစေမဲ့ industry standard လက်တော့မျိုးစားပဲဖြစ်ပါတယ်။ဒါကြောင့်ဒီရဲ့ low ဖန်ပြီးမှုဖြောပြမှုအားလုံးကိုနေရာထဲမှာပြည့်ပြည့်စုံစုံရရှိရတဲ့လက်တော့လေးတစ်လုံးဖြစ်ပါတယ်။